ချက်ဆိုတာကိုလူတိုင်းသိကြပါတယ်ဒီငှက်တွေကိုကမ္ဘာအနှံ့အပြားမှာအဓိကအဖြစ်အစားအစာအဖြစ်နဲ့တွေ့ရတတ်ပါတယ်အစားအစာအကြောင်းပြောရမယ်ဆိုရင်တစ်နှစ်ကိုကြက်အကောင်ရေ82ဘီလီယံကျော်စားသုံးခံနေရတာကိုတင်သိပါသလားဒါဟာတကယ်တော့နားထောင်လို့မကောင်းတဲ့ဝမ်းနည်းစရာအချက်ပါနားထောင်တာနဲ့ပတ်သက်ပြီးပြောရရင်တော့ကြက်ဖတွန်တန်ကိုလူတိုင်းကြားဘူးကြမှာပါကြက်ဖတွေတွန်တဲ့အခါသူတို့ရဲ့အားအကုန်သုံးပြီးအော်ဟစ်ကြတာပါအဲ့ဒီအတန်ကတင့်နားနာမှာတနက်ပြစ်ဖောက်လိုက်တယ်လို့မျိုးအလွန်ကျဲလောင်ပါတယ်ဒါကြောင့်သူတို့တွန်တိုင်းမှာသူတို့ရဲ့နားစီတွေမပြက်စီးအောင်ကိုယ့်ဘာကိုယာယီနားမကြားရအောင်လှုပ်ဆောင်ပြီးကာကွယ်ကြပါတယ်အယမ်းကြမာနီလို့ခေါ်တဲ့ကြက်မျိုးစိတ်အချို့ဆိုရင်တကူလုံးအမင်းရောင်ဖြစ်နေတတ်ပါတယ်သူတို့ရဲ့အသေးနှလုံးနဲ့အယိုးတွေအပါဝင်ကိုယ်တွင်းအင်္ဂါတွေကပါအမင်းရောင်ပါသူတို့ကတော့ရင်ပတ်ထဲအထိမင်းနေသူတွေလို့ပြောရမှာပါပဲဒါပေမဲ့သွေးကတော့အနီရောင်ပါပဲကြက်မားလေးတွေမွေးလာကလေးကသူတို့တက်စာဥမဲဥအရေးအတွက်ဟာသိငယ်တဲ့မျိုးဥပုံစံနဲ့ခန္ဓာကိုယ်ထဲမှာပါလာပြီးသားဖြစ်ပါတယ်အကယ်၍ကြက်မတကောင်ရဲ့မျိုးဥအိမ်ပျက်စီးသွားရင်ခန္ဓာကိုယ်ကကြားဟော်မုန်းတွေကိုစတင်ထုတ်လုပ်ပြီးအဲ့ဒီကြက်မဟာအမောက်ကြီးကြီးတွန်တန်ချေချေနဲ့ကြက်ဖတကောင်ဖြစ်ရုပ်ပိုင်းဆိုင်ရာပြောင်းလဲသွားတတ်ပါတယ်ဒါဟာအပြင်ပန်းအပြောင်းလဲသက်သက်တာဖြစ်ပြီးသူဟာမျိုးမအောင်နဲ့အမအဖြစ်နဲ့ပဲရှိနေဦးမှာပါကြက်တွေဟာအစုံစားသတ္တဝါတွေဖြစ်ပါတယ်မြက်နဲ့အစီအစံတွေကနေ insect ပုတ်တင်ညုံနဲ့မွေးတွေကိုပါသူတို့မြူချနိုင်တယ်များအကုန်စားကြပါတယ်ဒါပေမဲ့သူတို့ဟာ grit လို့ခေါ်တဲ့ကြောက်ခဲသေးသေးလေးတွေကိုလည်းစားတတ်ကြတယ်ဆိုတာသင်သိချင်မှသိပါလိမ့်မယ်သူတို့မှသွားမပါတဲ့အတွက်အဲ့ဒီကြောက်ခဲလေးတွေကခန္ဓာကိုယ်ထဲမှာအစာတွေကိုကြည်ညစ်အောင်ကူညီပေးပါတယ်ကြက်တွေဟာအလွန်ညံကောင်းတဲ့တိရစ္ဆာန်တွေပါသူတို့ကမတူညီတဲ့မျက်နှာပေါင်း100ဝန်းကျင်ကိုမှတ်မိနိုင်ကြပါတယ်ရိုးရှင်းတဲ့သင်္ချာတွေကိုတွက်ချက်နိုင်တယ်လို့အနာဂတ်အတွက်အစီအစဉ်ဆွဲတာနဲ့မိမိအတွက်အကျိုးရှိမယ်ဆိုရင်အုပ်စုဝင်တွေကိုလှည့်စားတာမျိုးတော့လုပ်တတ်ကြပါတယ်ကြက်တွေဟာလူမှုဆက်ဆံရေးရှိတဲ့သတ္တဝါတွေဖြစ်ပြီးတခြားအကောင်တွေပေါ်စာနာစိတ်ရှိကြပါတယ်အုပ်စုဝင်တကောင်သိဆုံးသွားတဲ့အခါအနားမှာစုဝေးပြီးဝမ်းနည်းပူဆိုးတတ်ကြတာကိုလည်းတွေ့ရပါတယ်ဒါအပြင်ကြက်တွေဟာတဘာဝအတိုင်းငြိမ်သက်နေအောင်ထိန်းပေးနိုင်တဲ့ motion stabilizer တွေလည်းဖြစ်ပါတယ်ပုံရိပ်တွေကိုငြိမ်အောင်ထိန်းပေးတဲ့နည်းပညာ image stabilization ဆိုတာအမှန်တော့ငြိမ်သက်နေတဲ့ကြက်ခေါင်းရဲ့လှုပ်ရှားမှုကနေစိတ်ကူးရရှိခဲ့တာပါအကယ်၍သင်ကကြက်တကောင်ရဲ့ခေါင်းကိုမြေပြင်မှာထိထားပြီးမြေပြင်ပေါ်မှာမြင်းဖြောင်တစ်ချောင်းဆွဲလိုက်မယ်ဆိုရင်အဲ့ဒီကြက်ဟာစိတ်ညှုပ်ခံလိုက်ရတယ်လို့ဖြစ်သွားပြီးခဏတာမလုံမရက်ဖဲနေပါလိမ့်မယ်ဒါကို tonic immobility လို့ခေါ်ပြီးငါးမန်းတွေကိုဘိုက်လန်လိုက်ရင်ငြိမ်သွားတာနဲ့သဘောတရားတူပါတယ်ကြက်တွေဟာဒိုင်နိုဆောဘီရင်ဖြစ်တဲ့ T-Rex နဲ့မျိုးရိုးပြီးစားအနီးဆုံးတော်ဆက်တဲ့သတ္တဝါတွေပါသူတို့ရဲ့ရက်တီပုံကြောက်ရွံ့မှုကင်းတဲ့စိတ်ဓာတ်နဲ့အမောက်တွေကိုကြည့်ရင်ဒါဟာအံ့ဩစရာတော့မဟုတ်ပါဘူးကျွန်တော်အမြင်ရတော့ကြက်တွေဟာဒီနေ့ခေတ်ထိငှက်တကာတို့ရဲ့ပြီးရင်ဖြစ်နေတော့မှာပဲဒါပေမဲ့အားနည်းချက်တစ်ခုကတော့ရုတ်တရက်ထွက်ပေါ်လာတဲ့ကြဲလောင်တဲ့အတန်ကကြက်တကောင်ကိုတိစေနိုင်ပါတယ်ပြီးရင်မှလေသူ့အားနည်းချက်နဲ့သူရှိတာပေါ့လေဤတတဝါကတော့ဖန်နာဝက်ဝင်ပဲဖြစ်ပါတယ်သူတို့ကကဘာပေါ်မှာတက်တန်းအရင်ဆုံးတတဝါတွေထဲမှာပါဝင်ပါတယ်ဘာလို့လဲဆိုတော့သူတို့ကအဖြူနဲ့အမင်းရောင်မို့လို့ပါရုပ်ရှင်ဟောင်းနေလို့ပေါ့နောက်တာပါတကယ်တော့ဒီကောင်လေးတွေကတင်တွေ့နိုင်သမျှထဲမှာအထူးဆန်းဆုံးတတဝါတွေကတစ်မျိုးပါဖန်နာတွေကဝက်ဝင်မျိုးနယ်ဝင်တွေဖြစ်ကြပါတယ်တကယ်လဲဝက်ဝင်နဲ့တော်တော်တူတာပါသူတို့ကသာတကိုယ်လုံးအမင်းရောင်ဆိုးလိုက်မယ်ဆိုရင်အမင်းရောင်ဝက်ဝင်တစ်ကောင်ဖြစ်သွားမှာပါဒါပေမဲ့အလေးနဲ့ပြောရရင်ဒီကောင်လေးတွေမှာဝက်ဝင်နေလို့ပဲအသားစားတတဝါတွေရဲ့အစာအိမ်မျိုးရှိကြပါတယ်ဒါပေမဲ့သူတို့စားတဲ့အစားအစာရဲ့99%ကတော့ဝါရွက်နဲ့ဝါပင်ပေါက်လေးတွေပဲဖြစ်ပါတယ်ဒါဟာဖာရာဒီကားတစ်စီးရှိပြီးပီဇာပို့ဖို့အတွက်ပဲသုံးနေတယ်လို့ပါပဲကျန်တဲ့100%ကတော့မြေပြင်ပေါ်မှာတွေ့ရတဲ့အသားငါးနဲ့အင်းဆက်တွေကိုစားတတ်ကြပါတယ်သူတို့ရဲ့အစာအိမ်ကအသားစားဖို့အတွက်ဖြစ်နေတာကြောင့်ဝါးတွေကိုကောင်းကောင်းမချီဖြတ်နိုင်ကြပါဘူးဒါကြောင့်သူတို့ဟာတရက်ကိုအချိန်100လောက်အထိအညစ်အကြေးစွန့်ဖိလိရှိပါတယ်ဒါဟာသူတို့စောင်းကူချီဟိုက်ဘာနေမရှိရတဲ့အကြောင်းရင်းလေးဖြစ်နိုင်ပါတယ်ဖန်နာတွေကိုတရုတ်နိုင်ငံမှာပဲတွေ့ရပြီးတရုတ်အစိုးရကသူတို့ကိုတခြားနိုင်ငံတွေကိုဖယ်တော့မှရောင်းချခြင်းမရှိပါဘူး။ဒါကြောင့်တင်ဟာဘရင်တစ်ပါးဖြစ်ပြီးဝါတော်ကြီးတော်တော်ပိုင်ဆိုင်ထားတာမျိုးမဟုတ်ရင်ဖန်နာကိုအိမ်မွေးတရိတ်ဆန်အဖြစ်ထားလို့မရနိုင်ပါဘူး။ဒါပေမဲ့တရုတ်နိုင်ငံဟာကမ္ဘာတစ်ဝန်းကတရိတ်ဆန်ယုံတွေကိုဖန်နာတွေကိုငှားရမ်းပေးတတ်ပါတယ်။အငှားချတာဖြစ်တဲ့အတွက်ဖန်နာအကောင်ကြီးရောသူတို့ကနေပေါက်ဖွာလာတဲ့အကောင်လေးတွေအတိုးလို့ဆိုကြပါစို့ပါတရုတ်နိုင်ငံရဲ့ပိုင်ဆိုင်မှုပဲဖြစ်ပါတယ်။ဒါဟာတရိတ်ဆန်ယုံတွေမငှားခင်လက်မှတ်ထိုးရတဲ့စာချုပ်ပါအချက်ပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအတိုးရဖို့ကတော့တော်တော်လေးကိုခက်ခဲပါတယ်တကယ်တော့ဖန်နာတွေကတရိတ်ဆန်ယုံလို့အချုပ်အနှောက်နဲ့နေရာမျိုးမှာဆိုရင်မျိုးပွားဖို့စိတ်မဝင်စားကြပါဘူး။ဒါကြောင့်တရိတ်ဆန်ယုံတွေမှာဖန်နာလေးတွေမွေးဖွားဖို့ဆိုတာအလွန်ခဲယဉ်တဲ့ကိစ္စတစ်ခုပါ။အချို့ကလည်းဖန်နာတွေကမျိုးသုံးဖို့အတွက်ပဲစင်ကြယ်ပြောင်းလဲလာတာလို့ပြောကြပါတယ်။ကြီးရတာလည်းဟုတ်တယ်လို့ပါပဲ။စဉ်းစားကြည့်ပါသူတို့ကအလွန်နှေးကွေးတဲ့တရက်ဆန်တွေဖြစ်တယ်။အမဲလည်းမလိုက်ဘူး။အစာချေဖြတ်ရခတ်တဲ့ဝါးကိုပဲစားတယ်။ပြီးတော့အမတွေကတစ်နှစ်မှာ2ရက်3ရက်လောက်ပဲမိတ်လိုက်ချင်တဲ့စိတ်ရှိကြပါတယ်။ဒီအချက်တွေအားလုံးပေါင်းလိုက်ရင်တော့သူတို့မကြခင်မျိုးသုံးတော့မယ်လို့ထင်စရာရှိပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့တောရိုင်းတွေကပန်းတာတွေကအဆင်ပြေပြေရှင်းသက်နေကြတာပါပေါ်များတဲ့ဝါတော်တွေရန်သူနီးပါးတာတွေနဲ့2ရက်3ရက်ပဲရှိတဲ့မိတ်လိုက်ချင်ရမျိုးပွားဖို့အတွက်လုံလောက်ပါတယ်တကယ်တော့သူတို့ကအဲ့ဒီအချိန်တိုလေးအတွင်းမှာအချိန်ပေါင်းများစွာမိတ်လိုက်ကြပြီးကြမ်းမာတဲ့သားငယ်လေးတွေကိုအောင်အောင်မြင်မြင်မွေးဖွားနိုင်ကြပါတယ်
တကယ်တော့တရက်ဆန်အမအတော်များများတစ်နှစ်မှာအနည်းငယ်သောအချိန်ကြီးလောက်ပဲမိလိုက်ချင်တဲ့စိတ်ရှိကြတာပါဒါကြောင့်တဘာဝတရားရဲ့နိယာမအရာဆိုရင်ဘယ်အချိန်မဆိုစိတ်ပါနေတတ်တဲ့ကျွန်ုပ်တို့လူသားတွေကသာထူးဆန်းနေတာလို့ပြောရမှာပါပဲ